ကိုကဝါနေဆိုရင်ပိန်ကျင်လားပိန်နေဆိုရင်ဝါကျင်လားအကုန်လုပ်လို့ရတယ်အဲ့တော့အရင်ဆုံး Maju application နဲ့ဝင်မှာအဲ့မှာ beautify လုပ်ကြမယ် beautify ဆိုတာကြတော့အဲ့မှာကိုယ့်ရဲ့ပုံကိုထည့်ပြီးလို့ရှိရင်ကိုကဝါနေဆိုရင်ပိန်ကျင်လားပိန်နေဆိုရင်ဝါကျင်လားအကုန်လုပ်လို့ရတယ်မလုပ်ခင်မှာတော့နောက်က background ကနော်မတို့တိုင်နေဆိုလို့ရှိရင်ကောက်ကွေးကုန်မဆိုလို့အဲ့ဒါလေးကိုတော့ lock လုပ်ထားလို့လည်းရပါတယ်အဲ့ဒါပြီးနောက်တစ်ခုကကြတော့ဒီသပင်ပုံစံ hair style ချိန်လို့ရပါတယ်နောက်တစ်ခုကကြအောက်မှာ AI features လေးပါတယ် watermark ဆိုတဲ့နေရာလေးကိုနှိုက်လိုက်လို့ရှိရင်အဲ့ဒီမှာကိုယ့်ရဲ့ပုံမှာစာတွေဒါမှမဟုတ်ရှင် watermark တွေပါလို့ရှိရင်အဲ့ဒါကို remove လုပ်လိုက်လို့ရှိရင်အဲ့ဒါဖျောက်လို့ရပါတယ်နောက်တစ်ခုကကြတော့ group photo ဆိုတာကြတော့ကိုတွဲချင်တဲ့ပုံရဲ့ကိုပုံရဲ့ကိုထည့်ပြီးတော့မှအဲ့ထဲမှာထည့်လိုက်လို့ရှိရင်လိုမျိုးနှစ်ယောက်တွဲနေတဲ့ပုံလေးထွက်လာတယ်ပေါ့နော်သူ့ဟာတွေကတော့ free ရတယ်အကုန်သုံးလို့ရတယ်။မှတချို့ features တွေကြတော့ VIP ဝယ်ရတာလေးတော့ရှိတာပေါ့နော်။နောက်တစ်ခုကကြတော့ဒီ iPhone camera ဆိုတော့ကိုက iPhone သုံးနိုင်မှုဒါပေမဲ့လို့ iPhone camera မှာရတဲ့ features ကိုရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီ iPhone camera ဆိုတာကိုနှိပ်လိုက်လို့ရှိရင်16ဒီနော်16 Pro Max ထိရပါတယ်။နောက်တစ်ခုကကြတော့ဗာလဲဆို enhancer ဆိုတာကကြတော့ကိုယ့်ရဲ့ပုံတွေကဝါနေဆိုလို့ရှိရင်ကြည်အောင်လုပ်လို့ရပါတယ်။နောက်တစ်ခုကကြ AI repair ဆိုတာကြတော့ဟိုပျက်စီးနေတဲ့ပုံတွေကိုကြတော့ရှေ့တော့ပုံတွေကိုကြတော့ပြင်လို့ရပါတယ်။နောက်တစ်ခုကကြ AI remover ဆိုတာကြတော့ကိုယ့်ရဲ့ပုံမှာနောက်မှာမလိုချင်တဲ့လူပုံတွေခွေးပုံတွေအကုန်ပါနေရဆိုရင်အဲ့ဒါတွေကိုဖျောက်လို့ရတာပါနောက်တစ်ခုကကြတော့ AI extensor ဆိုတာကြကိုယ့်ရဲ့ပုံကိုအများကြီးချဲ့မယ်ဆိုရှင်ချဲ့ခြင်းနဲ့ဆိုရှင်သုံးလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးပုံလေးတွေထဲမှာဒီပေးထားတဲ့ပုံလေးတွေမှာကိုယ့်ရဲ့မျက်နှာကိုထည့်ပြီးတော့မှလည်းပြောင်းလို့ရပါတယ်နောက်တစ်ခုကကြတော့ image to video ကိုယ့်ရဲ့ပုံကို video ပြောင်းလို့လည်းရပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကြတော့ဒီလိုမျိုး enemy ပုံလေးတွေပေါ့နော်ဒီ enemy ပုံလေးတွေလည်းလုပ်လို့ရပါတယ်VIP ဝယ်ချင်တယ်ဆိုလို့ရှိရင်เนาะကျွန်မပြောနေကြအတိုင်းပဲဒီ Telegram မှာ Premium account နဲ့လေးဆိုရိုက်ရှာပြီးတော့မှအဲ့မှာတွားဝယ်လို့ရပါတယ်ရှင်